အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီ GTA online ထဲမှာပေါ့နော်ကျွန်တော်ဒီ Red Dead Redemption ထဲမှာပါတဲ့ဒီ Navy Revolver ဆိုတဲ့ဒီတနက်ကလေးကိုရအောင်ဘယ်လိုကျွန်တော်တို့လုပ်ရမလဲဆိုတာပြပေးသွားမှာပေါ့နော်ဒီတနက်လေးရဖို့အတွက်ကျွန်တော်တို့နေရာ၅ခုမှာကျွန်တော်တို့သဲလွန်စာချက်ကလေး၅ချက်တွက်ရှာရမယ်ပေါ့နော်ဒီသဲလွန်စာချက်ကလေး၅ချက်ရလာပြီဆိုလို့ရှိရင်ကျွန်တော်လူသက်သမားပေါ်လာမယ်လူသက်သမားကိုတတ်လိုက်ပြီးလို့ရှိရင်သူတနက်ကကျွန်တော်စီရလာမှာပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးကျွန်တော်ဒီပထမနေရာကိုသွားမှာပေါ့နော်ကျွန်တော်ခဏလေးကျွန်တော်ဒီစီယိုတစ်ချက်ရှောက်လာအောင်မယ်ပေါ့နော်โอเคကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီမြေပုံအလယ်နားကအိမ်ကြီးမှာပေါ့နော်အိမ်ကြီးကိုအရင်သွားပါမယ်โอเคကျွန်တော်ဒီနေရာလေးပေါ့နော်ထောက်ပြထားပေးမယ်โอเคအဲ့ဒီကိုအရင်သွားပါမယ်โอเคအိမ်ကြီးကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီအိမ်ဘေးမှာပေါ့နော်ကျွန်တော်စာလေးရေးထားပါတယ်ဒီနေရာလေးပေါ့နော် Can you find me ဆိုတဲ့ဒီစာလေးရေးထားတာတွေ့မယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အတန်လေးတွေလည်းဒီ2စစအတန်လေးစိတ်6ကြားပွဲစရာကောင်းတဲ့အတန်ကိုလည်းကြားရမယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်brown zone နေရာလို့ပြောရမှာပေါ့နော်โอเคဒါကျွန်တော် brown zone နေရာတဲလော်စာရပြီဆိုတော့ကျွန်တော်ဒုတိယနေရာဖြစ်တဲ့ဒုတိယနေရာတဲလော်စာကိုကျွန်တော်တော့ထက်ရှာပါဘောเนาะကျွန်တော်ဒုတိယနေရာကဒီတဲကန်နာရအလဲတရလေရင်ကွင်းနားမှာပေါ့เนาะโอเคကျွန်တော်ဒီထောက်ထားတဲ့တဲကန်နာရလေရင်ကွင်းကိုသွားပါမယ်ဒုတိယတဲလော်စာအဖြစ်နေပေါ့เนาะ Okay let's goโอเคရောက်ပြီဆိုလို့ရှိရင်ကျွန်တော်နည်းနည်းလေးပတ်ရှာလိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီနားမှာသူတာယာအဟောင်းလေးရဲ့အမိုက်အိတ်လေးတွေရဲ့အမိုက်ထုတ်လေးရှိတယ်ပေါ့နော်အတန်ကလည်းနည်းနည်းကြားလိမ့်မယ်ထူးဆန်းဆန်းအတန်လေးတွေနားနီးပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီနေရာလေးပေါ့နော်ဒီနေရာလေးကိုမှတ်ပြီးတော့မှတ်ထားလို့ရပါပေါ့နော်ကိုလိုက်ရှာလို့မတွေ့ဆိုရင်โอเคသူကဒီမှာဘာရှိလဲဆိုလို့ရှိရင်လူလက်ပြက်ကြီးပေါ့နော်လူလက်ပြက်ကြီးရှိမယ်ပဲဒါကကျွန်တော်ဒုတိယနေရာပေါ့နော်ဒီလူလက်ပြက်ကြီးရှိမှာပေါ့နော်အတန်းကလည်းနည်းနည်း6ကြားပွဲတော့ကောင်းတယ်ပေါ့နော်ဒီဒါကတော့ဒုတိယနေရာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တတိယနေရာကိုဆက်ပြီးတော့သွားမှာပေါ့နော်တတိယနေရာကတော့ကျွန်တော်တို့ဒီစိုက်ပျိုးရေးကင်းပါလဲဆိုတော့ကျွန်တော်ဒီစပစ်သီးလာမသိဘူးเนาะစပစ်သီးစိုက်ပျိုးရေးကင်းတဲ့ကကျွန်တော်တို့တစ်သားတူလောင်ရောင်ပေါ့နော်တစ်သားတွေထည့်ထားတဲ့ကိုတောင်သဘောမျိုးအဲ့နေရာမှာကျွန်တော်တို့တတိယနေရာတဲလုံစာကိုသွားပြီးတော့ရှားမယ်ပေါ့နော်โอเคစိုက်ကင်းနဲ့ရောက်ပြီဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီအိမ်ကြီးပေါ့နော်ဆောက်လက်စအိမ်လားသူတစ်သားလောင်တဲ့ကိုတောင်လားမသိဘူးပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ဒီနံရံမှာကျွန်တော်ဓာတ်တစ်ချောင်းစိုက်ထားတယ်ပေါ့နော်အတန်းကလည်းနည်းနည်းထူးဆန်းတဲ့အတန်းကိုဒီနာတန်းတဲလွန်စာနာညီလို့ရှိရင်အတန်းကြားရမယ်ပေါ့နော်โอเคဒီဓာတ်ကတော့ကျွန်တော်တို့ဒီတတိယတဲလွန်စာနေရာပေါ့နော်ဒီနေရာမှာရှိတာပေါ့နော်ဒါလာလို့မသိဘူးဆိုရင်ဒီနေရာလေးကိုအရင်ထောက်ပြီးတော့ရှာကြည့်လို့ရပါပေါ့နော်မြေပုံရဲ့အပေါ်ညာဘက်ချမ်းအောင်လောက်ချမ်းနာလောက်မှာပေါ့နော်โอเคဒီဒါကတော့တတိယတဲလွန်စာပေါ့နော်โอเคပြီးလို့ရှိရင်ကျွန်တော်တို့၄ခုမြောက်စရုဒ္ဒတဲလွန်စာကိုထပ်ပြီးတော့သွားပါပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဘီယာဆိုင်လားကျွန်တော်တဲဥကန်အသေးဆိုင်လားမသိဘူးပေါ့နော်ကျွန်တော်မြေပုံရဲ့ဘယ်ဘက်တောက်နာလေးရပင်လယ်ကမ်းခြေနဲ့နေတဲ့နေရာကျွန်တော်တို့ဒီတန့်စင်ကန်လားမသိဘူးเนาะတန့်စင်ကန်တကားနားမှာကျွန်တော်တို့သွေးပေနေတဲ့လက်ရပေါ့เนาะသွေးပေနေတဲ့လက်ရသူကဒီနားကိုကတ်လာပြီးတော့ပေါ်ကဒီစာတန်းလေးလည်းရှိမယ်စာတန်းလေးလည်းပြပြီးအတန်ကလည်းနည်းနည်းနီးကတ်လာမှာပေါ့เนาะအတန်ထူးဆန်းတဲ့တန်ဒီသွေးပေနေတဲ့လက်ဝါးရရှိမယ်ပေါ့เนาะဒါကတော့
စတုဒ္ဓနေရာကျွန်တော်တို့ဒီနေရာလေးပေါ့နော်မြေပုံရဲ့ဘယ်ဘက်အပေါ်နားလောက်လေးမှာပေါ့နော်ကျွန်တော်တို့ဒီဟာကိုယူပြီးလို့ရှိရင်ကျွန်တော်တို့၄ခုမြောက်ဖြစ်သွားပါတော့ဒီမှာစာတန်းလေးတက်လာမယ်ကျွန်တော်မြားပြတဲ့နေရာလေးမှာโอเค၄ခုရပြီဆိုရင်ကျွန်တော်၅ခုမြောက်ကကြတော့နည်းနည်းလေးလိုက်ရှာရမယ်ပေါ့နော်နည်းနည်းလိုက်ရှာရမယ်ဘာလို့ဆိုသူက9နေရာကကားပေါ်မှာထားထားပေးတာပေါ့နော်တနေရာမတွေ့ရင်တနေရာလိုက်ရှာပါပေါ့နော်ဒါကတော့ကျွန်တော်ဒီပြတဲ့နေရာဒါပထမဆုံးသွက်ရှာရမယ်နေရာပေါ့နော်ပထမဆုံးနေရာမဟုတ်လဲကိုဘယ်နေရာဖြစ်ဖြစ်အရင်ဆုံးသွက်ရှာပေါ့သွက်ရှာလို့ရပါပေါ့နော်ကိုနီးတဲ့နေရာဘယ်နေရာဖြစ်โอเคဒါတော့ပထမဆုံးနေရာပေါ့နော်ဒီမှာတော့ပုံမှန်ဆိုလို့ရှိရင်ရှိတယ်ကားလေးရှိတယ်ပေါ့နော်ဒါပေမဲ့အခုကကားမရှိဘူးပေါ့နော်ဒီပတ်ဝန်းကျင်မှာပဲတန်တန်းရဲ့ပေးဒီနားလေးပေါ့နော်โอเคဒီနေရာမရှိဘူးဆိုတော့ကျွန်တော်ဒုတိယနေရာလဲအဲ့ဒီနေရာပေါ့နော်ဒီနေရာလဲကျွန်တော်တို့တန်လန်းမှာပဲတန်လန်းနာတန်လန်းဒီသူကတရားအောက်မှာဗျတရားအောက်ကတန်လန်းပေးနာမှာဒီတရားအောက်ထဲဝင်လိုက်မယ်ဆိုတော့ဒီနားမှာပဲဗျကျွန်တော်တစ်ချက်ကြည့်လိုက်အောင်မယ်မရှိဘူးဒီနားမှာလည်းပုံမှန်ဆိုလို့ရှိရင်ဒီဟိုဘက်ချမ်းမှာပေါ့နော်ဟိုဘက်ချမ်းမှာရှိတတ်တယ်အခုမရှိဘူးဆိုတော့ဒါဒုတိယနေရာမှာလည်းမရှိဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီနေရာမှာကားလေးရရှိတတ်တာအဲတဲလွန်စားကားလေးရပေါ့နော်မရှိဘူးဆိုတော့โอเคကျွန်တော်တတိယနေရာဆက်သွားမယ်ပေါ့နော်တတိယနေရာမှာသွားပြီးတော့ထက်ရှာမယ်တတိယနေရာကျတော့ကျွန်တော်ဒီရေချောင်းနားလေးမှာစမ်းချောင်းနားလေးမှာပေါ့နော်โอเคဒါကတော့တတိယနေရာမှာပေါ့နော်တတိယနေရာမှာလည်းဒီနေရာမှာလည်းကားရက်ထားမရှိဘူးပေါ့နော်ဒီနေရာမှာလည်းမရှိဘူးโอเคအားဆိုလို့ရှိရင်ကျွန်တော်တို့စတုဒ္ဓနေရာထပ်ပြီးတော့သွက်ရှာမယ်ပေါ့နော်ဒီနေရာမှာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့စတုဒ္ဓနေရာဒီနေရာလေးပေါ့နော်သူလည်းရေချောင်းပေးမှာပဲရေချောင်းနားမှာပဲပေါ့နော်โอเคโอเคကျွန်တော်ဒီနားလောက်မှာပဲဗျတကယ်လို့အနားရောက်ပြီးရှိတယ်ဆိုလို့ရှိရင်အတန်လေးထူးဆန်းကြားရလိမ့်မယ်အောက်ထဲနည်းနည်းဆင်းရမယ်ဗျရေချောင်းနားလောက်မှာကျွန်တော်တစ်ချက်လိုက်ရှာကြည့်လောက်အတန်ကတော့ကြားနေရတယ်ဗျအတန်ကြားနေရဒီမှာရှိမဲ့ပုံမှန်ဒီနားမှာရှိမဲ့ပုံမှန်โอเคတွေ့ရပြီဟိုမှာတွေ့ရပြီဒီကောင်ဒီကားပေါ့နော်သူက၅ခုမြောက်သဲလွန်စားပေါ့နော်၅ခုမြောက်သဲလွန်စားကိုနေရာ9နေရာမှာမတွေ့မချင်းလိုက်ရှာရတဲ့သဘောမျိုးပေါ့နော်โอเคဒါကတော့၅ခုမြောက်သဲလွန်စားဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘာတွေလဲမသိဘူးเนาะကားထဲမှာသူလာပြီးတော့လူတက်ပြီးပစ်ထားတဲ့ပုံစံမျိုးဗျโอเคဒါကတော့၄ခု၅ခုမြောက်သဲလွန်စားကို၄ခုမြောက်နေရာမှာတွေ့တာပေါ့နော်ကျွန်တော်၅ခုမြောက်နေရာလဲကျွန်တော်လိုက်ပြပေးမယ်တကယ်လို့တနေရာမတွေ့ရင်တနေရာမှာရှိတတ်တယ်ပေါ့နော်၅ခုမြောက်သဲလွန်စားဒါပေမဲ့ကိုကနေရာ၅ခုလုံးကိုအကုန်လုံးလိုက်ရှာတွင်ပြင်းလိုက်ရှာအောင်ပါဆိုတော့ကိုတိထားမှအဆင်ပြေမှာတနေရာမတွေ့ရင်တနေရာမှာသွားရှာလို့ရအောင်ပေါ့နော်၅ခုမြောက်သဲလွန်စားကိုရှာဖို့အတွက်၅ခုမြောက်နေရာကိုကျွန်တော်အရင်လိုက်ပြပေးပါတော့ပြီးတော့မှကျွန်တော်တို့လူသက်သမားကိုသွားဖမ်းပါပေါ့နော်သွားတတ်ကမှာပေါ့နော်၅ခုမြောက်နေရာကျွန်တော်တို့ဒီနားလေးမှာဒီနားလေးကိုကျွန်တော်အရင်ဆုံးလိုက်ပြမယ်ဘယ်လိုပုံစံလဲဆိုတာပေါ့နော်ကျွန်တော်စီတိုင်ကြီးရဲ့ကျွန်တော်တက်ပေါင်းဖိုကြီးလားမသိဘူးပေါ့နော်အဲ့ဒီတက်ပေါင်းဖိုလာပါကြီးလည်းမသိအဲ့နားမှာရှိတယ်ပေါ့နော်ဒီလိုကားကတနေရာမို့တနေရာမှာရှိမှာဖြစ်တဲ့အတွက်ကိုမတွေ့ဘူးဆိုလို့ရှိရင်မတွေ့မချင်းအဲ့နေရာ၅ခုမှာလိုက်ရှာလို့ရပါပေါ့နော်တခြားနေရာမရှိဘူးကျွန်တော်ပြထားတဲ့နေရာလေးတွေမှာပဲဒီအနောက်မှာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီအနောက်မှာလည်းရှိတတ်တယ်ပေါ့နော်စီတူလောင်ကန်ရဲ့ဟိုဘက်ကတက်ပေါင်းဖိုလာပါလည်းမသိဘူးပေါ့နော်အဲ့အနောက်မှာရှိတတ်တယ်ပေါ့နော်ဒါကတော့၅ခုမြောက်နေရာတစ်ခုမဟုတ်ရင်တနေရာမဟုတ်လို့ရှိရင်တနေရာမှာကျွန်တော်လာပြီးရှာလို့ရပါပေါ့နော်ကျွန်တော်က၄နေရာမြောက်မှာတွေ့တာဆိုတော့ကျွန်တော်သဲလွန်စား၅ခုမြောက်ကိုကျွန်တော်ရပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်လူသက်သမားကိုရှာဖို့အတွက်ကျွန်တော်လေရင်ကွင်းကိုပြန်သွားမယ်ပေါ့နော်โอเคအဲ့ဆိုလေရင်ကွင်းကိုသွားလိုက်ရအောင်ပေါ့နော်ဒါပေမဲ့လူသက်သမားကကျွန်တော်တို့ည9နာရီကနေပြီးတော့မနက်9နာရီအတွင်းပဲပေါ်တာဆိုတော့အခုနေ့ခင်းပိုင်းဆိုလို့ရှိရင်တော့လူသက်သမားမရှိလာဘူးပေါ့နော်โอเคဒီမှာသူမေးစာလေးပို့လာတယ်ပေါ့နော်ဒီမေးလေးပို့လာပြီဆိုလို့ရှိရင်ဒါလူသက်သမားကိုကျွန်တော်လာရှာလို့ရပြီပေါ့
တဲလုံးဆိုတာ9ခုပြေသွားတာဖြစ်တဲ့အတွက်သူကဒီမှာကျွန်တော်တို့အချိန်ကတော့စောရှိသေးတယ်2နာရီပဲရှိသေးတယ်ပေါ့နော်2နာရီကျော်ပဲရှိသေးတယ်သူက9နာရီ19နာရီမှသူကပေါ်မှာဆိုတော့19နာရီမှလူသက်သမားကသူကရောက်လာပေါ့နော်အဲကြောင့်ကျွန်တော်လည်းပြင်းပြင်းရှိတာနဲ့ကျွန်တော်ဆိုင်ကလေးနည်းနည်းပတ်မောင်းနေလိုက်တယ်ပေါ့နော်လူသက်သမားကိုစောင့်ရင်းနဲ့ဆိုင်ကလေးပတ်ပြီးတော့မောင်းလိုက်အောင်ပဲโอเคအခုဆိုလို့ရှိရင်ကျွန်တော်တို့9နာရီထိုးကန်နေပြီပေါ့နော်6နာရီ54โอเค9နာရီထိုးပြီဆိုလို့ရှိရင်ကျွန်တော်9နာရီကနေမနက်9နာရီအတွင်းလူသက်သမားလာမှာဆိုတော့ဒီမှာပဲသူကပေါ်လာမှာရုပ်တရက်ကြီးပေါ်လာမှာဆိုတော့သူ့ကိုပြစ်လိုက်လို့ရှိရင်တနက်ကရလာမှာပေါ့နော်โอเคအခုဆိုရင်9နာရီထိုးသွားပြီပေါ့နော်လူသက်သမားတော့လောဆယ်မပေါ်လာသေးဘူးအော်ပေါ်လာပြီโอเคဒီကောင်ပစ်တက်လိုက်ဘန်းโอเคအဲ့ဒါတနက်ကကျွန်တော်လက်ထဲကိုချက်ချင်းရောက်လာပါတော့โอเคဒီတနက်က Navy Revolver ပါတော့သူက Radar Reduction 2ထဲမှာပါပါတော့ဒီတနက်ကဒီတနက်လေးပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ bonus ဒေါ်လာ2သိန်းလေးရပါတော့ဒီတနက်ကိုရတာဖြစ်တဲ့အတွက်အခုဒီတနက်ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ mission တစ်ခုရှိတယ်ပေါ့နော်ဒီတနက်နဲ့ကျွန်တော်တို့ဒီလူ90အယောက်90ပစ်တက်ပါပေါ့နော်ပစ်တက်မှာပေါ့နော်โอเคဒါကတော့ကျွန်တော်တခါလေး mission လုပ်ပြတာပေါ့နော်အခုဆိုလို့ရှိရင်10ယောက်ရပြီပေါ့နော်ဒီအောက်မှာကျွန်တော်သူစာလေးတက်လာတယ်ဟိုဘယ်နှယောက်ကျန်သေးအခုဆိုရင်ကျွန်တော်ယောက်40ကျန်သေးတယ်သူကအဲ့လိုမျိုးစာလေးတက်လာပေါ့နော်ဒီကောင်လည်းဘယ်ဟာပဲပစ်ဘာ mission ပဲလုပ်လို့ဒီတနက်နဲ့ထုတ်ပစ်တယ်ဆိုလို့ရှိရင်ကုန်ရပါပေါ့နော်ကိုကျဲမတိုးချင်ဆိုလို့ရှိရင်တော့ဒီနေရာမှာအနီဝိုင်းရှိတဲ့နေရာမှာ mission လာလုပ်လို့ရပါပေါ့နော်โอเคဒါကတော့ကျွန်တော်အကောင်အယောက်90ပြည့်ကန်နေပြီပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ကျဲတက်နေတာဖြစ်တော့ကျွန်တော်ပုံးပြီးတော့ပြစ်နေရပါပေါ့နော်ကိုတော့ရဲနေနဲ့ယောက်90ပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်ဘောနတ်ထက်ရမှာပေါ့နော်Retreat! Son of a bitch! โอเคဗျာဒီမှာကျွန်တော်အယောက်90ပြည့်သွားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာစာတန်းလေးတက်လာပါတော့ mission ပြီးသွားပြီပြီးလို့ရှိရင်ဘောနတ်2သိန်းရတယ်ပေါ့နော်ဘောနတ်ဒေါ်လာ2သိန်းရတယ်ခွေဒါဆိုလို့ရှိရင်ဒီ Navy Revolver ရဲ့တနက် mission ကကျွန်တော်ပြီးသွားပြီပေါ့နော်တနက်လည်းရလာပြီပြီးရင်လူအယောက်90ပြစ်ကြတဲ့ mission လည်းပြီးသွားပြီပေါ့နော်โอเคဒါတော့ကျွန်တော်တို့ဒီနေ့ Red Dead Redemption 2ထဲမှာပါတဲ့ Navy Revolver တနက်ကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်လုပ်ပြထားတာပေါ့နော်โอเคညီတို့လည်းနှစ်သက်မယ်လို့ထင်ပါတယ်โอเคအဲ့ဒါဆိုနောက်ဗီဒီယိုမှာတွေ့ကြမယ်ဗျာကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်